character လေးကမလုပ်ဘူးရဲ့ character လေးပေါ့ပြီးတော့မောင်နှမနေရာမှာတားဖလောက်ရမှာဆိုတော့နည်းနည်းတော့ challenging ဖြစ်ပါတယ်အများကြီးတော့တင်ပြပေးပါတယ်သူကသူ့ရဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့အကုန်လုံးလူမှုရေးအစအလုံးလုံးဘယ်လိုလုပ်ရမလဲလူတွေနဲ့ဘယ်လို social ကြောင်နေရမလဲဆိုအများကြီးတင်ပေးပါတယ်လိပ်ပြပုံလေးလားတွေ့လိုက်တယ်လှတယ်မစိုးမိန်းကလေးဖြစ်လဲလှမှာနော်နုနုဖဖက်လေးလှမှာအဲ့ဒီတော့ကသူကလမ်းထိပ်ကနေကားကွေလာပန်ကြီးကလမ်းထိပ်မှာအသီးဝယ်နေသူကမှန်ချပြီးတော့ဟွန်းတီးပြီးတော့ကြည့်နေရောအော်ကားတော့ငါ့ကိုကားဘယ်ကမိမကြီးသူတင်လာလဲပေါ့ပြီးတော့မှတေချာကြည့်တော့မှအော်သူဖြစ်နေရမသိဘူး तू ကအဲ့တော့သပင်တူးရှိလာတော့မေးသေးရဲ့အဲ့လိုမျိုး character ဆိုတော့ဒါပေမဲ့အဲ့လိုရုပ်တက်မြင်လိုက်ရတကယ်အရန်တူတယ်မိန်းကလေးနဲ့အရန်တူတယ်မမေရဆနောက်ခံငငယ်တုန်းကဆိုစပြီးဆိုအဲ့ဒါငိုအောင်စတာကြီးလာတော့ तू ကစနေကြဆို तू စလဲရတယ်မဖြုံတော့ဘူးပေါ့အယောင်မလို့ခေါ်ရသူရှိရပေါ့မုတ်တီပါတော့မကြွေးဘူးတယောက်မှလည်းလာမကြွေးဘူးမုတ်ကြွေးရင်တော့ချက်ချင်းရောင်မတော်ပြမှာပဲမောင်နှမနှစ်ယောက်တားဖလောက်ရမှာပေါ့တူတမီတူတမီလောက်ရမှာအော်အိမ်မှာတော့မောင်နှမပေါ့အခုတားဖကန်တော့ရတော့မယ်ဆိုတော့လုံးမယ်ပေါ့တားဖဖေလို့မခေါ်secret ထဲမှာတော့အဖေလားဖေလားဒယ်ဒီလားမသိသေးဘူးအမတရားအများကြီးပြပါပေါ့ကိုအဖေလို့ခေါ်ရမှာဆိုတော့စင်းမော်ရအောင်တော့မရည်ကြအောင်ထိန်းရမှာပေါ့ဒါပေမဲ့လည်းအလုပ်ဆိုတော့တေချာစိတ်နစ်ပြီးတော့စူးစမ်းပြီးလုပ်မှာပါလို့9နှစ်ပါဟုတ်9နှစ်တော့ဒါပေမဲ့ तू ကစားတဲ့နောက်တော့ပဲဒါပေမဲ့အလုံးလုံးရင်တော့တေချာလုပ်တယ်ဆိုတော့ဒါပြီးတော့ကိုအကိုတယောက်ဆိုတော့အကိုကြီးအဖအရာဆိုတဲ့စိတ်မျိုးနဲ့အဖေလို့မှတ်ပြီးတော့အလုပ်လုပ်ရမှာပေါ့ဟုတ်အများကြီးပြင်ဆင်ထားပါတယ်ဟုတ်အဓိကကတော့ဒီ character လေးကမလုပ်ဘူးရဲ့ character လေးပေါ့ပြီးတော့မောင်နှမနေရာမှာတားဖလောက်ရမှာဆိုတော့နည်းနည်းတော့ challenging ဖြစ်ပါတယ်ဟုတ်အများကြီးတော့တင်ပြပေးပါတယ်သူကသူ့ရဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့အကုန်လုံးလူမှုရေးအစအလုံးလုံးဘယ်လိုလုပ်ရမလဲလူတွေနဲ့ဘယ်လို social ကြောင်နေရမလဲဆိုအများကြီးတင်ပေးပါတယ်တွေ့ရအဲ့ဒီတော့ကသူကလမ်းထိပ်ကနေကားကွေလာပန်ကြီးကလမ်းထိပ်မှာအသီးဝယ်နေသူကမှန်ချပြီးတော့ဟွန်းတီးပြီးတော့ကြည့်နေရောအော်ကားတော့ငါ့ကိုကားဘယ်ကမိမကြီးသူတင်လာလဲပေါ့ပြီးတော့မှတေချာကြည့်တော့မှအော်သူဖြစ်နေရမသိဘူး तू ကအဲ့တော့သပင်တူးရှိလာတော့မေးသေးရဲ့အဲ့လိုမျိုး character ဆိုတော့ဒါပေမဲ့အဲ့လိုရုပ်တက်မြင်လိုက်ရတကယ်အရန်တူတယ်မိန်းကလေးနဲ့အရန်တူတယ်လိပ်ပြပုံလေးလားတွေ့လိုက်တယ်လှတယ်မစိုးမိန်းကလေးဖြစ်လဲလှမှာနော်နုနုဖဖက်လေးလှမှာမမေရဆနောက်ခံငငယ်တုန်းကဆိုစပြီးဆိုအဲ့ဒါငိုအောင်စတာကြီးလာတော့ तू ကစနေကြဆို तू စလဲရတယ်မဖြုံတော့ဘူးပေါ့အယောင်မလို့ခေါ်ရသူရှိရပေါ့မုတ်တီပါတော့မကြွေးဘူးတယောက်မှလည်းလာမကြွေးဘူးမုတ်ကြွေးရင်တော့ချက်ချင်းရောင်မတော်ပြမှာပဲသူကအဲ့လို shooting နေပါအိမ်ကနေထွက်မယ်ပဲဖြစ် shooting ကပြန်လာပြီဘာပစ္စည်းမှမကြံခဲ့ဘူးပန်ကြီးကျတော့အဲ့လိုတွားကန်နေဆိုလဲကြံခဲ့တယ်ဟိုမှာ shooting ရိုက်နေဆိုခုကြံခဲ့အဲ့ဒါတော့သူနဲ့ပန်ကြီးရဲ့အဲ့လိုကွာခြားချက်လေးပေါ့သူစီကနေအတူယူရတာပေါ့မမကလည်းအမြဲပြောတယ်နင်းကိုကြည့်နင်းကိုဆိုဘာပစ္စည်းမှမကြံဘူးနင်ကတစ်ခုကြံနေရဆိုပြီးတော့ဟုတ်အစိမ့်သေးဝိုင်းဇလန်တွဲလေးကကိုကောင်းမြတ်ဆန်နဲ့ဒါပန်ကြီးနဲ့မောင်နှမနှစ်ယောက်ပထမဆုံးစုံတဲ့ကားလေးလည်းဖြစ်တယ်ပြီးတော့ဇလန်လေးကလည်းကောင်းနေပြီးတော့အရင်တော့ရုံးက MRT4 series ပဲရိုက်ဖူးတာပေါ့နော်အခုကအပြင် production နဲ့အပြင် series လေးကပထမဆုံးမှာပန်နေတဲ့အဲ့တော့အများကြီးစူးစမ်းသွားပါမယ်စကားလေးထွက်ရင်လည်းအများကြီးအပ်ပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်ဟုတ်